ကျွန်တော်အမိုက်ပုံကနေရှေးဟောင်းလက်ဖက်ရည်အိုးတစ်လုံးကိုတွေ့ခဲ့တယ်။အရန်ကြိုက်သွားလို့ချက်ချင်းပဲအမိုက်ပိုင်ရှင်စီကဝယ်ချင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်အရန်စိတ်ဝင်စားနေတယ်ဆိုတာကိုသူမြင်သွားတဲ့အချိန်မှာတော့900မနေရင်မရောက်ဘူးလို့ပြောလိုက်တယ်။ကျွန်တော်အရန်စိတ်လှုပ်ရှားသွားခဲ့တာကိုနားလည်သွားပေမဲ့မဆိုင်မတော့ပဲကိုစုထားတဲ့ပတ်စံအကုန်နဲ့ဝယ်လိုက်တယ်။အယောင်းဝယ်ပြီးချင်းလှည့်ထွက်လာတဲ့အချိန်မှာကျွန်တော်မရမိပဲမနေနိုင်တော့ဘူး။ချက်ချင်းပဲလက်ဖက်ရည်အိုးကိုယူပြီးရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုပြေးသွားခဲ့တယ်။ဒါပေမဲ့ဆိုင်ရှင်ကတော့အိုးထဲကထွက်နေတဲ့အနံ့ကြောင့်စိတ်မကြည်နဲ့ဖြစ်နေတယ်။ကျွန်တော်လည်းအလျင်အမြန်ရှင်းပြလိုက်တယ်။ဒီအိုးကိုအမိုက်ပုံကနေဝဲလာတာဖြစ်ပြီးမတန်ရှင်းရသေးဘူးလို့ပြောလိုက်တယ်။အမိုက်ပုံကလာတာလို့ကြားလိုက်တာနဲ့ဆိုင်ရှင်ရဲ့မျက်နှာပေါ်မှာအလွန်မုန်းတီးတဲ့အပြုံးပေါ်လာပြီးကျွန်တော်ကိုဆိုင်ထဲကထွက်ခိုင်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲရှေးဟောင်းပစ္စည်းအကဲဖြတ်ပညာရှင်တယောက်လမ်းလျှောက်လာနေခဲ့တယ်။သူကကျွန်တော်လက်ထဲကအိုးကိုမြင်တာနဲ့ချက်ချင်းရက်လိုက်တယ်။သူမျက်မှန်ကြီးနဲ့တေချာစွာစစ်ဆေးကြည့်ပြီးရုတ်တရက်အံ့အားသင့်ပြီးအော်ပြောလိုက်တယ်။ဒီဟာက1000နှစ်အရင်ကဘယင်အသုံးပြုခဲ့တဲ့တော်ဝင်လက်ဖက်ရည်အိုးပဲဒီစကားကြားလိုက်တာနဲ့ဆိုင်ရှင်ရဲ့မာနာကြီးတဲ့အပြုတ်မှုတွေချက်ချင်းပြောက်ကွယ်သွားခဲ့တယ်။နောက်ဆုံးမှာတော့ကျွန်တော်အဲ့ဒီအိုးကို9 millionနဲ့သူ့စီကိုရောင်းလိုက်တယ်။ကျွန်တော်ရဲ့ပစ္စည်းအကဲဖြတ်နိုင်တဲ့စွမ်းရည်ကိုအံ့အားသင့်သွားတဲ့ဆိုင်ရှင်ကကျွန်တော်ကိုရှေးဟောင်းပစ္စည်းလေလံပွဲတစ်ခုကိုခေါ်သွားခဲ့တယ်။လေလံပွဲမှာပထမဆုံးတင်တဲ့ပစ္စည်းက1500နှစ်အရွယ်ပကြီးကားတစ်ချက်ဖြစ်တယ်။ခမ်းမတစ်ခုလုံးစိတ်လှုပ်ရှားနေကြတယ်။လူတိုင်းဝယ်ချင်နေကြတယ်။ဆိုင်ရှင်လည်းလေလံတင်ဖို့ပြင်နေတော့မှကျွန်တော်ချက်ချင်းတားလိုက်တယ်ဘာလို့လဲဆိုတော့ဒီပကြီးကားကအတုဆိုတာကျွန်တော်သိနေတယ်။ပတ်ဝန်းကျင်ကလူတွေချက်ချင်းလှောင်ပြောင်လာကြတယ်။နောက်တန်းကပညာရှင်တွေတောင်ရေစရာလုပ်နေကြတယ်။သူတို့ထင်တာကကျွန်တော်ရှေးဟောင်းပစ္စည်းအကြောင်းမသိတဲ့လူတစ်ယောက်ပဲဆိုတာပါ။နောက်ဆုံးမှာတော့ပကြီးကားကိုလူငယ်ချမ်းသာတစ်ယောက်ဝယ်သွားခဲ့တယ်။ဆိုင်ရှင်ကတော့အရန်စိတ်ဆိုးနေပြီးကျွန်တော်ကြောင့်ပစ္စည်းမရခဲ့ဘူးလို့ပြစ်တင်နေတယ်။အဲ့ဒီချမ်းသာတဲ့လူငယ်ကလည်းပကြီးကားကိုကျွန်တော်ရှေ့မှာမာနထောင်ပြနေတယ်။ကျွန်တော်အေးအေးဆေးဆေးပြောလိုက်တယ်။ဒီဟာအတုဆိုတာကျွန်တော်တက်တည်ပြနိုင်တယ်။ဒီစကားကြားလိုက်တာနဲ့သူအရန်ဒေါသထွက်သွားပြီးချက်ချင်းတက်တည်ပြခိုင်းလိုက်တယ်။ကျွန်တော်ရေတငုံတောက်လိုက်ပြီးပါဇက်ထဲမှာထားပြီးပကြီးကားပေါ်ကိုဖြန့်ချလိုက်တယ်။လူတိုင်းအံ့အားသင့်သွားကြတယ်။ရှေးဟောင်းပစ္စည်းပညာရှင်ကတော့ပကြီးကားပျက်စီးသွားပြီလို့စိတ်မကောင်းဖြစ်နေတယ်။ဒါပေမဲ့သူလက်နဲ့ထိကြည့်လိုက်တဲ့အချိန်မှာအယောင်ဟာခေတ်သစ်စက်မှုလုပ်ငန်းသုံးအယောင်ဖြစ်နေတာကိုသိသွားတယ်။အဲ့ဒီအချိန်မှာလူတိုင်းဒီပကြီးကားကအတုဆိုတာနားလည်သွားကြတယ်။လူငယ်ချမ်းသာကတော့လေလံပွဲစီစဉ်သူတွေကိုဒေါသထွက်ပြီးဆွဆွဲနေတယ်။အဲ့ဒီအချိန်မှာပဲလေလံပွဲစင်ပေါ်ကပစ္စည်းတစ်ခုကိုကျွန်တော်သတိထားမိလိုက်တယ်။အဲ့ဒါကတစ်သားတုံးတစ်ခုဖြစ်တယ်။လူတိုင်းကတော့ပုတ်နေတဲ့တစ်တုံးပဲလို့ထင်နေကြပြီးဘယ်သူမှမဝယ်ချင်ကြဘူး။ဒါပေမဲ့ကျွန်တော်သိတယ်။အဲ့ဒီထဲမှာအဖိုးတန်ပစ္စည်းတစ်ခုရှိနေတယ်ဆိုတာကိုဒါကြောင့်ကျွန်တော်90တူညာနဲ့လေလံတင်လိုက်တယ်။လူငယ်ချမ်းသာကတော့ရေမောပြီးပြောလိုက်တယ်။အဲ့ဒီအမိုက်တစ်တုံးကိုဝယ်တာမိုက်မဲတဲ့လူပဲဖြစ်မဲ့ရှေးဟောင်းပစ္စည်းပညာရှင်